စိတ်ဝင်စားတာတွေ interest တွေအများများပြီးတော့ attention နဲ့ကောင်းမပေးဖြစ်ဘူးเนาะနောက် focus လည်းမမိပဲတကယ်တော့ဘယ်မှလမ်းမလုပ်ဖြစ်ဘူးဆိုတော့ဟာမျိုးပေါ့ဒါမှမဟုတ်ရင်ကိုလှုပ်ချင်တာတွေအများများပြီးတော့နောက်ဆုံးဘယ်မှမပြီးမြောက်ဘူးဆိုတဲ့ပြဿနာအဲ့ဟာကျွန်တော်တို့လို့ပေါ့ဟိုဆက်ဒီဆက်ပါခြင်းသိခြင်းတဲ့တွေမှာတော့တွေ့ရတယ်အရာရာကိုစိတ်ဝင်စားတယ်အကုန်လုံးကိုသိခြင်းတယ်เนาะဒါပေမဲ့တကယ်တမ်းနောက်ဆုံးကြတော့ဟိုဘယ်ဟာမှတည်တည်ချာမသိယူဘူးမလုပ်ဖြစ်ဘူးပေါ့နော်ကျွန်တော်လည်းအဲ့မျိုးကြုံမှုတယ်တခါတော့ AI business เนาะဒီ career နောက်ဒီ language personal finance ဆိုเนาะနောက် leadership ဆိုပြီးတော့အဲ့လိုခေါင်းစဉ်6ခုလောက်ကိုတပြိုင်နက်တည်းလေးလာကိုကလန်ဒါထဲမှာထည့်ခဲ့ဘူးတယ်စမ်းပြီးတော့လုပ်ကြည့်ဘူးတယ်3လလောက်ရလက်ကတော့ဘယ်ဟာမှမပြီးတဲ့အပြင်ဟိုလူရောတည်မလားခေါင်းရောလဲထွက်ပြီးတော့စိတ်ပင်မနာပဲဖတ်တယ်တရက်ဆိုလဲဤလဲနဲ့ဟိုအချိန်ကုန်ပြီးတော့ခရီးမတွင်ဘူးအဲ့တော့ဒီမှာတခုပြောချင်တာကြတော့ဟို interest များတာစိတ်ဝင်စားမှုများတာပြဿနာမဟုတ်များလို့ရတယ်ဒါပေမဲ့ကိုစိတ်ဝင်စားတဲ့ဟာတွေဘယ်လိုလမ်းလုံလဲဆိုတော့စဉ်းစားအဲ့စိတ်ဝင်စားရအရင်များနေတာဖြစ်တဲ့အတွက်ဟိုအားလုံးကိုတပြိုင်နက်တည်းလမ်းလုပ်ဖို့ဆိုတော့တော်တော်ခက်နောက်ဟိုလူတွေကထင်တာပေါ့နော်ဟိုပိုလုံးမှပိုတိုးတက်တယ်ဆိုတဲ့ဟာဒါပေမဲ့ဟို subject တစ်ခုပေါ့နော်ဟိုအကြောင်းအရာတစ်ခုကိုနည်းနည်းသိဖို့ဆိုရင်ဟို multitasking ကအလုံးမဖြစ်ပါဘူးအဲ့တော့ကျွန်တော်ခုနပြောသလိုပေါ့နော်ဟိုစမ်းလုပ်ကြည့်လိုက်တဲ့နောက်မှာကျွန်တော်သင်ခန်းစာ3ခုရလိုက်ဘာလဲဆိုတော့နံပါတ်1ကဦးစားပေးရွေးချယ်ဖို့ priority ရွေးဖို့ပေါ့ဆိုတော့အကုန်လုံးကိုဆွဲမထားနဲ့ဘယ်ဟာကိုဦးစားပေးမလဲဆိုတာကိုဘာသာတေချာသိဖို့အဲ့ဒါကလည်းပြောတာလွယ်နေမယ်တကယ်လုံးရင်ခက်တကယ်စိတ်ဝင်စားတာလားလက်ရှိမှာကိုယ့်အတွက်တကယ်ရောလိုအပ်လားကိုယ့်ချီနေနိုင်ရောကြိုက်လားဒီဟာတင်ပြီးတော့ကိုယ့်အတွက်ဘာရမှာလဲဘာအကျိုးရှိမှာလဲဆိုရယ်မိကုန်းတွေကိုရိုးသားသားကိုယ့်အကူမလိမ်မဲနဲ့ဖြည့်ကြည့်ဖို့လိုတယ်တေချာမသိသေးရင်လည်းစမ်းလုပ်ကြည့်နံပါတ်2ကလက်တလောမလိုတာတွေကိုရှော့ချဖို့ကျွန်တော်လည်းအကြောင်းအရာ6ခုကနေ3ခုလောက်ထိရှော့ချလိုက်တော့မှစိတ်သက်သာရပို့ပြီးတော့လည်းအာရုံစိုက်နိုင်တာတွေ့ရတယ်နောက်ဆုံးတစ်ခုကတော့ဆက်ဆက်မှုရှိတာကိုသင်ယူဖို့လုံးဝမသက်ဆိုင်တဲ့အရာတွေထက်တစ်ခုနှစ်ခုဆက်ဆက်နေတဲ့အရာတွေကိုအတူတူလေ့လာတာပို့ပြီးထိရောက်တယ်လို့ motivation လည်းပို့ဖြစ်ဥပမာဆိုရင် management leadership coaching လို့မျိုးပေါ့နော်အင်္ဂလိပ်စကားပုံတစ်ခုရှိပါတယ် less is more တဲ့နဲတာကောင်းတယ်ပေါ့အကြောင်းအရာနည်းနည်းကိုတေးချာချာအာယုံစိုက်ပြီးစူးစူးဆိုင်ဆိုင်တင်တာပြီးမြောက်လုပ်တာပို့ပြီးအကျိုးရှိနောက်အိုဘားမားလင်မယားပြောနေတဲ့ဟာလည်းတစ်ခုရှိရပါတော့။ဘာလဲဆိုတော့မင်းဖြစ်ချင်လိုချင်တာတွေအားလုံးကိုရနိုင်တယ်။ဒါပေမဲ့တပြိုင်နဲ့တစ်ချိန်နဲ့တော့အကုန်လုံးမရနိုင်ဘူးဆိုတော့အချိန်ပေးရတယ်ပေါ့နော်။အချိန်ယူရတယ်။အဲ့တော့ကိုသေးချာရွေးထားတဲ့ဟာကိုဟိုတေးသေးချာချာစိတ်နှစ်ပြီးလုပ်တာပို့ပြီးအကျိုးရှိ။ဒါကြောင့်မို့လို့ဒီကိုအခုလေးလံနေတဲ့ထဲကကိုနဲ့လက်တလောမှာတိတ်မဆိုင်တာတွေပေါ့နော်အရေးမကြီးတဲ့ဟာတွေကိုဖယ်ထားပြီးတော့အရေးကြီးဆုံး3ခုလောက်ရွေးပြီးတော့စမ်းလုပ်ကြည့်အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေမှာရောဒါမျိုးကြုံဘူးလားကြုံနေရလားဘယ်လိုဖြေရှင်းလဲ comment မှာဆွေးနွေးပြပါဦးနောက်ဗီဒီယိုမှာတွေ့ကြမယ်